အာမင်ဒီဘုရားသခင်ဤသားသမီးများဖြစ်ကြသည်ဟာလေလုယာအာမင်ကဲကိုဘာနဲ့ကိုဆိုမယ်စမယ်ငါတို့သည်ဘုရားသခင်ဤသားသမီးများဖြစ်ကြသည်ဟာလေလုယာအာမင်ကဲလက်ခုပ်တီးကြပါအစအဆုံးမသိတဲ့တန်တရားအလှက်ပတ်ခြင်းမှာမယုံနိုင်မထွက်နိုင်ပဲကံကြမ္မာအကျွေးတွေနဲ့ဘေကံဘေတောင်ကိုစိုက်မယ်မှန်းမသိလှမ်းမိလှမ်းရရွေရှာစုံစမ်းနေရတဲ့လူဘဝခီးမှာကုသိုလ်ကတပည့်ငရဲကတပိတ်တန်နဲ့အရှုံးတရားစီတို့ဦးတီလျှောက်လှမ်းနေရတဲ့ကျွန်တော်အပါဝင်လူသားများအားလုံးအတွက်ရည်ရွယ်ပြီးဖျားရှင်ရဲ့တည်င်းစကားကိုပချင်းအားချင်းပြီးဆိုဝေမျှတင်ပြလိုက်ပါတယ်ဘာသာဝင်ဖြစ်ချင်းမဖြစ်ချင်းနဲ့မဆိုင်ပဲလူသားအားလုံးကိုချစ်တော်မူပြီးအသွေးအသက်နဲ့ရွေးနှုတ်ကယ်တင်တော်မူတဲ့သခင်ယေရှုခရစ်တော်ဖျားကိုယုံကြည်ကိုးစားခြင်းအပြင်တန်မြာမှလွတ်မြောက်နိုင်ကြောင်းကိုတည်တခြင်းများကရှင်းလင်းဖော်ပြသွားပါလိမ့်မယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေတခြင်းတန်ကြားနာပြီးမကြမ်းမမာခြင်းများမှလွတ်မြောက်နိုင်ကြပါစေ။တခြင်းတန်ကြားနာပြီးဆင်းရဲခြင်းအပေါင်းမှလွတ်မြောက်နိုင်ကြပါစေ။တခြင်းတန်ကြားနာပြီးအပယ်ငရဲကလွတ်ကင်းပြီးတန်မြာမှလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။နှလုံးသားစိတ်ဝင်ရင်တကားကိုဖွင့်ဟလျက်နာတော်တာဆင်ကြပါစို့လားခင်ဗျာချစ်တော်မိတ်ဆွေအစအဆုံးမသိတဲ့တန်တရားအလှက်ပတ်ခြင်းမှာမယုံနိုင်မထွက်နိုင်ပဲကံကြမ္မာအကျွေးတွေနဲ့ဘေကံဘေတောင်ကိုစိုက်မယ်မှန်းမသိလှမ်းမိလှမ်းရရွေရှာစုံစမ်းနေရတဲ့လူဘဝခီးမှာကုသိုလ်ကတပည့်ငရဲကတပိတ်တန်နဲ့အရှုံးတရားစီတို့ဦးတီလျှောက်လှမ်းနေရတဲ့ကျွန်တော်အပါဝင်လူသားများအားလုံးအတွက်ရည်ရွယ်ပြီးဖျားရှင်ရဲ့တည်င်းစကားကိုပချင်းအားချင်းပြီးဆိုဝေမျှတင်ပြလိုက်ပါတယ်ဘာသာဝင်ဖြစ်ချင်းမဖြစ်ချင်းနဲ့မဆိုင်ပဲလူသားအားလုံးကိုချစ်တော်မူပြီးအသွေးအသက်နဲ့ရွေးနှုတ်ကယ်တင်တော်မူတဲ့သခင်ယေရှုခရစ်တော်ဖျားကိုယုံကြည်ကိုးစားခြင်းအပြင်တန်မြာမှလွတ်မြောက်နိုင်ကြောင်းကိုတည်တခြင်းများကရှင်းလင်းဖော်ပြသွားပါလိမ့်မယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေတခြင်းတန်ကြားနာပြီးမကြမ်းမမာခြင်းများမှလွတ်မြောက်နိုင်ကြပါစေ။တခြင်းတန်ကြားနာပြီးဆင်းရဲခြင်းအပေါင်းမှလွတ်မြောက်နိုင်ကြပါစေ။တခြင်းတန်ကြားနာပြီးအပယ်ငရဲကလွတ်ကင်းပြီးတန်မြာမှလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်